The real deal, Burmese language. ယောဟန်4:23တွင်ဖော်ပြထားသည့်အတိုင်းတပါးအမျိုးသားများသည်ဖျားသခင်ကိုစိတ်ဝိညာဉ်နှင့်အမှန်တရားဖြင့်မကိုးကွယ်ခဲ့ကြသည်မှာ200နှစ်ချီကြာခဲ့ပြီးဤသို့ဆိုသည်သို့သောစစ်မှန်သောဝတ်ပြုသူများသည်ခမဲတော်အားစိတ်ဝိညာဉ်နှင့်တစ္ဆာရှိရှိကိုးကွယ်ကြမည့်အချိန်ရောက်နေပြီဖြစ်သည်အကြောင်းမူကားခမဲတော်သည်ထိုသူကိုကိုးကွယ်ခြင်းကရှာကြံတော်မူ၏စစ်မှန်သောဝတ်ပြုကိုးကွယ်သူများသည်စစ်မှန်သောခရိယန်များဖြစ်ပြီးတင်သည်ယခုအချိန်တွင်မဟုတ်တော့လဲအနာဂတ်တွင်တင်ဖြစ်လာလိမ့်မည်ဟုတင်နားလည်ထားရမည်ဖြစ်သည်ဝိညာဉ်ဖြောင့်မတ်သောယုံကြည်သူများဖြစ်သည့်လူမျိုးခြားခရိယန်များနှင့်သူတော်စင်များအတွက်ကြေကွဲစရာတစ်ခုဖြစ်ပွားခဲ့သည့်ရုပ်ပိုင်းဆိုင်ရာဖြောင့်မတ်သောအခြားယုံကြည်သူများ၏တက်ဖြတ်ခြင်းကိုခံခဲ့ရသည့်လူတိုင်းကသူတို့ကိုယ်သူတို့ခရိယန်လို့ခေါ်နေကြသလိုပဲလွန်ခဲ့တဲ့200နှစ်ချီကဒီနေ့သူတို့ကိုယ်သူတို့ခေါ်ဝေါ်ကြပါတဲ့စစ်မှန်သောခရိယန်များသည်ဓမ္မတစ်ကျမ်းနှင့်ပတ်သက်သောအမှန်တရားကိုသင်အားပေးစွမ်းနိုင်သောတခုတည်းသောသူများဖြစ်သောကြောင့်ယင်းတို့တွင်အမှန်တရား၏ဝိညာဉ်တော်ရှိသည်ဖျားသခင်မှာအမိန့်ရှိတဲ့ယေရှုအတွက်ဖျားသခင်ယေရှုကတပည့်တွေအတွက်အမှန်တရားနှင့်လှုပ်ဝက်ဆန်းကျင်မှုများကိုတပည့်များအားထုတ်ဖော်ပြသခဲ့သည်မာကု4:10ဖျားသခင်၏နိုင်ငံတော်၏နက်နဲသောအရာကိုတင်တို့အားသိစေခြင်းကတင်တို့အားပေးသနာတော်မူသည်သာမကပြင်ပလူတို့မူကားခတ်သိမ်းသောအရာတို့သည်ပုံဥပမာဖြင့်လာ၍10နှစ်မမြင်ရမမြင်နိုင်ကြလဲမကြားနားမလည်နိုင်ဟုမိန့်တော်မူ၏လူကာ8:9ထိုအခါတပည့်တော်တို့သည်အဘယ်သို့ဆိုလိုသနည်းဟုမေးတော်မူလျင်19တော်ကဖျားသခင်၏နိုင်ငံတော်၏နက်နဲသောအရာတို့ကိုတင်တို့အားသိစေခြင်းကတင်တို့အားပေးသနာတော်မူသည်သာမကကြံ့ကျွင်းသောသူတို့အားမမြင်ရကြားနာ၍နားမလည်နိုင်ဟု၍တမန်တော်7:26တွင်ခရစ်ယာန်များဟုခေါ်ဝေါ်ခဲ့ကြသည်ခရိယန်များသည်တန်ရှင်းခြင်းလုပ်ငန်းစဉ်ကိုဖျက်ဆီးပြီးသူတော်စင်များဖြစ်လာကြသည်ထို့ကြောင့်တမန်တရား၏ဝိညာဉ်တော်ပေါ်ထွန်းခြင်းဖြင့်တန်ရှင်းသောဝိညာဉ်တော်နှင့်ပဋိဇံကိုမခံယူသောယုံကြည်သူများကိုတွင်တင်ပေးသောခရိယန်များနှင့်သူတော်စင်များဖြစ်သည်ယုံကြည်သူများသည်စစ်မှန်သောခရိယန်များသို့မဟုတ်သူတော်စင်များထံမှတမန်တရားကိုကြားရမည်ယောမ8:8ထို့ကြောင့်လူစားတိနာရှိသောသူတို့သည်ဖျားသခင်ကိုစိတ်တော်နှင့်မတွေ့နိုင်တကောရိန္သု15:44ဇာတိခန္ဓာကိုပြိုးကျဲသည်နံခန္ဓာသည်ပေါ်ထွန်း၏ပဂတိခန္ဓာရှိ၏ဝိညာဏခန္ဓာလည်းရှိ၏ Ephesians 13သင်တို့သည်လည်းကယ်တင်ခြင်း၏ဧဝံဂေလိတရားကိုကြားနာရ၍တမန်တရား၏နှုတ်ကပတ်တော်ကိုကြားနာပြီးနောက်ထိုသခင်ကိုယုံကြည်၍ဂတိတော်၏တန်ရှင်းသောဝိညာဉ်တော်နှင့်တစိတ်ခတ်ခြင်းခံရ၏အမှန်တရားကိုတွင်တင်ရန်တင်သည်အမှန်တရား၏ဝိညာဉ်တော်ရှိရမည်စစ်မှန်သောခရိယန်များနှင့်သူတော်စင်များသာယင်းတို့တွင်အမှန်တရား၏ဝိညာဉ်ရှိကြသည်ဂျွန်16:13တို့ရာတွင်တမန်တရား၏ဝိညာဉ်တော်သည်ကြွလာတော်မူသောအခါတမန်တရားအလုံးစုံတို့၌တင်တို့ကိုလမ်းညွှန်တော်မူလိမ့်မည်အကြောင်းမူကားမိမိအခွင့်အာဏာကိုပေးတော်မူကြအာသမျှအတိုင်းမိန့်တော်မူလိမ့်မည်ဖြစ်လာတန်သောအရာတို့ကိုပေါ်ပြတော်မူလိမ့်မည်စစ်မှန်သောခရိယန်များနှင့်သူတော်စင်များကိုတပ်ပစ်သူများကိုဖျားသခင်ကစောင့်ရှောက်ပေးလိမ့်မည်ငါ၏အာယုံမှမင်းကိုဆင်းဖြစ်လာရန်အစဉ်သင့်ဖြစ်ရန်ဖြစ်သည်သူတော်စင်တယောက်မဖြစ်ခင်မှာစစ်မှန်တဲ့ခရိယန်တယောက်ဖြစ်ဖို့အရင်ဆုံးလုပ်ရမယ်စစ်မှန်သောခရိယန်တဦးသည်တန်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝပြီးတမန်တော်နှင့်လေးတွင်ဖော်ပြထားသည့်အတိုင်းအခြားသောဘာသာစကားများဖြင့်ပြောဆိုတတ်ပါသည်ခရိယန်စစ်များကိုတပ်ဖြတ်ခြင်းတွင်ပါဝင်ပတ်သက်သူများသည်ယင်းတို့ကိုခရိယန်များဟုခေါ်ကြသည်မှာကမောက်ကမဖြစ်သည်လွန်ခဲ့သောနှစ်ပေါင်းရာနှစ်ချီသောခရိယန်စစ်များအားလုံးကိုတပ်ဖြတ်ပြီးကတည်းကစစ်မှန်သောခရိယန်တဦးများမရှိခဲ့ပါတင့်ကိုတင်ခရိယန်တဦးဟုခေါ်ခြင်းကြောင့်တင့်အားတဦးလေးဖြစ်စေမည်မဟုတ်ပေဓမ္မတစ်ကျမ်းတွင်တင်သည်ဖျားသခင်၏အတိတ်ပဲဖွင့်ဆိုချက်နှင့်ကိုက်ညီရမည်လူမျိုးခြားယုံကြည်သူများဖြစ်ပျက်ခဲ့သည့်အဖြစ်ဆိုးကိုနားလည်ခြင်းသည်တာမန်အသည့်ကိုအသုံးပြုခြင်းသာဖြစ်သည်ယင်းသည်ဝိညာဉ်ရေးအရာဖြောင့်မတ်သောယုံကြည်သူများကိုငွေကြေးအာဏာနှင့်ထိန်းချုပ်လိုသောရုပ်ပိုင်းဆိုင်ရာဖြောင့်မတ်သောယုံကြည်သူများဖြစ်သည်သူတို့ထိန်းချုပ်နိုင်တဲ့တခုတည်းသောနီလန်းကသူတို့ကိုတပ်ပစ်လိုက်တာပါပဲတမန်တရား၏ဝိညာဉ်တော်ရှိသောကြောင့်ယင်းတို့သည်ဖျားသခင်၏နှုတ်ကပတ်တော်၌အမှန်တရားကိုပြောင်းလဲခြင်းထက်သေဆုံးခြင်းထက်တာ၍ကောင်းသည်ဂျွန်14:18လောကီသားတို့သည်ကိုယ်တော်ကိုမမြင်မသိသောကြောင့်လောကီသားတို့လက်မခံနိုင်သောတမန်တရား၏ဝိညာဉ်တော်တည်းဟူသောကိုယ်တော်ကိုတင်သိတော်လဲကိုယ်တော်သည်တင်နှင့်အတူရှိ၍တင်၌ရှိလိမ့်မည်ယုံကြည်သူများအပေါ်တက်ရောက်မှုရှိစေမည့်အရာများဂိုင်းခွဲမည်သူမဆိုယင်းတို့၏ကိုယ်ပိုင်မြင်ပေါ်အခြေခံ၍ဂိုင်းခွဲတစ်ခုစတင်နိုင်သည်ထို့ကြောင့်လူအများကဘာသာတရားဟုထင်မြင်ယူဆကြသည်တမန်တရားအနှဲငယ်ပေါ်မူတည်၍ဖြစ်နိုင်သည်သို့မဟုတ်အမှန်တရားလုံးဝမရှိပါမေကွန်းနှစ်ပေါင်းရာနှစ်ချီပြီးသည့်နောက်တွင်မြည်သည့်ဂိုင်းကနတစ်ခုမှအမှန်တရားကိုမသိဘဲယခုအမှန်တရားကိုသိရန်တင်မည်သို့မျှော်လင့်ထားသည်နီဂိုင်းကနတစ်ခုဝန်းကျင်ရှိနေပြီဖြစ်သောကြောင့်တင်းဤမှားယွင်းသောဇက်
ကျောင်းများကိုအစဉ်လာဖြစ်လာသည့်အထိတင်ကြားပေးခြင်းသည်မှန်ကန်ခြင်းမရှိပေမသည်28 19 20သည်ခရိယန်တဦး၏အတိပ္ပယ်ဖွင့်ဆိုချက်ကိုဂိုင်းကနတစ်ခုမှမသိခဲ့ပေသို့မဟုတ်ယောဟန်3 5မာကု16 16 18တမန်တော်နှင့်4သို့မဟုတ်ယောဟန်3 16သည်ခရိယန်တဦးကိုမိကဲ့သို့အတိပ္ပယ်ဖွင့်ဆိုသည်ဤကျမ်းချက်တစ်ခုစီတိုင်းသည်ခရစ်တော်၏ဝိညာဉ်တော်ဖျားသခင်၏ဝိညာဉ်တော်နှင့်အမှန်တရား၏ဝိညာဉ်တော်အကြောင်းဟောပြောသည်လူသည်သူ့အားအသိဉာဏ်ထက်မြက်သည်ဟုထင်တဲ့ကဲ့သို့ဖျားသခင်၏နှုတ်ကပတ်တော်၌ဝိညာဉ်၏အမှန်တရားကိုနားမလည်နိုင်ခဲ့ပေတကောရိန္သုနှင့်14ဇာတိပကတိလူမူကားဖျားသခင်၏ဝိညာဉ်တော်၏အရာတို့ကိုမခံမယူတတ်အကြောင်းမူကားထိုသူ၌မိုက်မဲသောကြောင့်ဝိညာဉ်ရေးရာအဖြစ်ပိုင်းခြား၍တည်နိုင်သည်မဟုတ်အသင်းတော်ရှိတွင်ရက်နေသောတင်းအုပ်ဆရာသို့မဟုတ်ခေါင်းဆောင်တဦးသည်သူကိုယ်သူခရိယန်တဦးနှင့်အသင်းတော်ခရိယန်များဟုခေါ်ဆိုကာဓမ္မတိကျမ်းကိုမသိသလိုဖျားသခင်၏နိုင်ငံတော်သည်အဘယ်အရာဖြစ်သည်ကိုမသိရှိပါတန်ရှင်းသောဝိညာဉ်တော်၏ဗတ္တိဇံကိုခံယူပြီးနောက်ခရိယန်ဟုခေါ်သောတပည့်များနှင့်တင့်ကိုယ်တင်အဘယ်ကြောင့်မနိုင်ရှင်သည်နည်းတမန်တော်7:26ယေရှုသည်တမန်တရားကိုတွင်တင်ခြင်းခံရ၏ခရစ်တော်၏ဝိညာဉ်တော်ကိုခံယူကြသည်ယော20:22သူတို့သည်တန်ရှင်းသောဝိညာဉ်တော်၏ဗတ္တိဇံကိုခံယူသောအခါဖျားသခင်၏ဝိညာဉ်တော်နှင့်တမန်တရား၏ဝိညာဉ်ကိုရရှိခဲ့ကြသည်တမန်နှင့်4ရှာဖြင့်ပြောရမည်မာကု16:18တမန်တော်နှင့်4ကီတို့ဆိုသည်ဝိညာဉ်တော်သည်သူတို့အားပေးတော်မူသည့်အတိုင်းထိုသူအပေါင်းတို့သည်တန်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍အခြားသောဘာသာစကားဖြင့်ပြောဆိုစာပြုကြ၏တန်ရှင်းသောသူများ၏ဉာဏ်တော်နှင့်ပြည့်စုံရန်တင်သည်ခရစ်တော်၏ဝိညာဉ်တော်ဖျားသခင်၏ဝိညာဉ်တော်နှင့်အမှန်တရား၏ဝိညာဉ်တော်လိုအပ်ပါသည်ယခုဘာသာစကားဖြင့်ပြောသောသင်တို့တွင်အမှန်တရား၏ဝိညာဉ်တော်ကိုမခံယူမီအမှန်တရားကိုသင်ကြားရန်လိုအပ်ပါသည်ယုံကြည်သူတဦးသည်ယင်းတို့သည်ခရစ်ယာန်ဘာသာဝင်ဖြစ်သည်ဟုယူဆကာယင်းတို့သည်ဤကိုင်းခွဲတွင်မွေးဖွားလာကာယင်းတို့သည်ဤကိုင်းတွင်တည်ဆုံရမည်ဟုပြောဆိုခဲ့သည်ဤကိုင်းခွဲသည်နှစ်ပေါင်းရာနှစ်ချီတည်ရှိလာသောကြောင့်ယင်းဤမှားယွင်းသောဇာတ်ကြောင်းများဖြင့်အစဉ်လာတစ်ခုဖြတ်ဖြစ်လာခဲ့သည်တင်သည်ရုပ်ပိုင်းဆိုင်ရာတည်ပြီးနောက်ဝိညာဉ်ရေးတွင်ဆက်လက်အသက်ရှင်နေမည်ကိုယုံကြည်သူများနားလည်ရမည်ရှင်ယောဟန်9:29ကောင်းသောအကျင့်ကိုကျင့်တော်သူအသက်၏ထမြောက်ခြင်းသို့ပင်ဒုစရိုက်ကိုပြုတော်သူတို့အပြစ်စီရင်ခြင်း၏ထမြောက်ခြင်းသို့ပင်ထွက်ကြွလာကြလော့အသင်းတော်၏ရည်ရွယ်ချက်မှာယုံကြည်သူများကိုခရစ်ယာန်နှင့်သူတော်စင်များဖြစ်လာစေရန်ဖြစ်သည်အသင်းတော်သည်အသင်းတော်ခေါင်းဆောင်များကိုချမ်းသာစေရန်သို့မဟုတ်စိတ်ကျေနပ်စေရန်အတွက်တည်ထောင်ထားခြင်းမဟုတ်ပါအိယာထားပါဖျားသခင်ရဲ့နှုတ်ကပတ်တော်ထဲမှာအမှန်တရားကိုတင့်နှလုံးသားထဲမှာကြားပြီးလက်ခံရယူပါ